Hello မတ်တန်ရေဟာကသိမ်းမကချင်မူလူလေတန်းနဲ့ပါလားပြပြောနေရလားဟုတ်တယ်လေလူဆိုတာအိမ်မက်ရှိရတယ်ဆိုလို့အိမ်မက်မက်ဖို့အိမ်နေတာဖြစ်ရလေကသိမ်းမောင်ရဲ့အဲ့နဲ့လေအိမ်နေတော့ရောအိမ်မရှိဘူးလားရှိတာပေါ့မတ်တန်ရေအိမ်မက်ထဲမှာလေလူအောင်နဲ့တောင်ဆုံးနိုင်သေးတယ်မီးမြန်နိုးလေးစီသွားနေတော့ဖုံးနံကြားလို့လန့်နိုးလာရတာဗျဒီလိုမှန်းသိခေးကြီးလူနဲ့ကိုမတွေ့ရအောင်စောဆက်ပါတယ်ပြောနေရတယ်လာဟင်းကိစ္စမေးတော့မယ်ဒီကပြောချင်တာကလေအိမ်မက်တွေကြောက်ပါမယ်တော့ဟာမတ်တန်ကလည်းအိမ်မက်တွေနောက်လိုက်တော့မလို့လားတိတ်ဟုတ်တာပေါ့ကသိမ်းမောင်ကြီးမလေးဘူးအိမ်မက်တွေကိုစုဆောင်းနိုင်ဖို့ dream catcher လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းလို့ပါတော့ SDB ရဲ့ NGC ကိုပြောတာထင်ရဲ့ကျွန်တော်လည်းကြားတယ်မတ်တန်ကြီးဒီချာတော့မသိသေးဘူးလင်းမအောင်ဗျဟုတ်ပါတော့ဟုတ်ပါ NDC ဆိုတာရွေဦး Dream Catcher SDV ကနေအစပြုထားတဲ့ Spring Glassy ဂေဟစနစ်ရဲ့တင်မွေးဖွားလာတဲ့ Vintage အဖွဲ့ဝင်စီစဉ်သစ်လေးတစ်ခုပါတော့ NDC တစ်ခုလုံးကို MOPF ပိုင်းမြို့သားညီညွတ်ရေးအစိုးရစီမံကိန်းဗဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ဦးဆောင်မှုအောက်မှာပဲအပြည့်အဝလဲပတ်နေတာလေထင်တော့ထင်မိသားဗျ NDC ရဲ့ရွေချက်တွေနဲ့ဘလို့လဲပတ်မယ်ဆိုတာလဲထက်ရှင်းပြပါဦး NDC ရဲ့ရွေချက်ကတော့တော်လန်ပြည်သူတွေရဲ့အိမ်မက်တွေကိုလုံးခြုံပြန်လဲစတင်နိုင်ဖို့စစ်ကောင်စီလက်ဖြားနဲ့တောင်မထိနိုင်တဲ့နေရာမှာတင်းစီပေးဖို့ပါပဲတော့တင်းရုံမဲလားဗျထပ်ရှင်းပြရရင်တော့ NDC မှာအိမ်မက်စုဘူး Dream စုဘူးလို့ခေါ်တဲ့ဝေစုစနစ်ရှိပြီးတော့စစ်ကောင်စီရဲ့ဗန်စနစ်စောင့်ကြည့်မှုတွေနဲ့လုံးဝကိုကင်းဝေးပါတယ်အိမ်မှာဖွက်ထားကြရတယ်မလို့ဗန်ပိတ်ခံရမှာလဲစိုးရင်စရာမလိုတဲ့လုံခြုံစိတ်ချရဆုံးနီလန်ဖြစ်လို့ STV ကနေငွေသွင်းပြီး NDC နဲ့အတူအိမ်မက်တွေဖမ်းဆုပ်ဖို့ပါပဲတော့အဲ့ဒီအိမ်မက်စုဘူးကစုငွေတွေကိုအချိန်ကာလတစ်ခုစုဆောင်းလိုက်ရုံနဲ့လက်စ3စအထိပြန်ပွားလာမယ့်အခွင့်အရေးလဲရှိနေတာမို့ NDC မှာငွေစုလိုက်ခြင်းဟာဖို့အတွက်နာကရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ဖတ်မှာလေစက္ကစရဲ့ငွေကြေးရန်ရာကိုလုံးဝပြစ်ပယ်လိုက်တာပါတော့ဒီစုငွေနဲ့တော်လိုင်းရဲ့ဗန်နာရေးဆွမ်းအားကိုဓာတ်ရိုက်အားဖြည့်မှာမို့ဝေစုရင်တော်လန်ရင်အမျက်ရရင်အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ပါပဲတော့ဟာနေလိုက်လီမတန်ကြီးအဲ့ဒါလို့ဆိုရင်တော့ကျွန်တော်လဲအိမ်မက်တွေကိုအကောင့်ထဲပေါ်ပြီးပြို့ကသိမ်းမောင်လဲညမလေးတွေကိုလိုက်အမ်းမနေတော့ပဲ NDC ရဲ့အိမ်မက်စုမှာငွေစုတော့မယ်ပေါ့နော်ငွေတော့စုသွားမယ်မတန်ကြီးဒါပေမဲ့တခုတော့ရှိတယ်ဗျကျွန်တော်အိမ်မက်ကလည်းညမလေးတွေကိုလိုက်အမ်းဖို့ပါပဲလို့ဖြစ်ရလေကသိမ်းမောင်ရေ